Hello မင်္ဂလာပါရှင်ခုဖတ်ပြပေးမှလေးကတော့မနေ့ကဖတ်ပြထားတဲ့အခွင့်အရေးမဆုံးရှုံးစေနဲ့ဆိုတဲ့အပိုင်းနှစ်လေးပဲဖြစ်ပါတယ်ရှင်လာတာတုံးဘိုင်းငင်မိုးရွာတုံးရေခန့်ဆိုတဲ့စကားပုံတွေကိုပညာရှိတွေထားခဲ့တာဒီလိုရှင်တွေကြောင့်ပါပဲဒီနေ့ပေးတဲ့အခွင့်အရေးမျိုးမနှက်ဖြန်ရနိုင်ဖို့မလွယ်တတ်ပါဘူးရတဲ့အခွင့်အရေးရတဲ့အချိန်ဟာရွှေပါပဲတမိုးရှိပြီးတမိုးထားပြီးအတုံးတဲ့အောင်အတုံးချလိုက်ပါတဲ့အုံနောက်ရင်းနှီးမြုပ်နှံမှုကိုအားရင်းနှီးမြုပ်နှံမှုငွေအားရင်းနှီးမြုပ်နှံမှုစတဲ့ရင်းနှီးမြုပ်နှံမှုတွေကိုနိုင်တာနဲ့စပြီးအခွင့်အရေးကိုအတုံးချပါအချိန်ကိုအလကားမထားပါနဲ့ကိုအလုံးနဲ့ပတ်သက်တဲ့အရာတစ်ခုခုလုံးမိနေပါစေအချောင်လန်းထိုင်ဆောင်နေသူတွေအတွက်ကတော့အချောင်လန်းအတိုင်းလိုက်ရင်ကိုကြီးကိုသွေးလဲကြဆင်းလာကနောက်ဆုံးလူအထင်သေးခံရခြင်းနဲ့သာအဆုံးသတ်တတ်ပါတယ်အလုံးလုံးတဲ့နေရာမှာဂုံတိတ်ခါဆိုတဲ့အရေးအပါဆုံးယင်းနှီးမြုပ်နှံမှုကိုလည်းမေ့နေလို့မရပြန်ပါဘူးတမာရီရှိပြီးတည်ကြည်တဲ့ဂရိတီတဲ့တစ္ဆာရှိတဲ့အည်အသွေးဟာဘဝတစ်လျှောက်လုံးအတွက်အဖို့အတန်ဆုံးယင်းနှီးမြုပ်နှံမှုကြီးတစ်ခုပါပဲလူတိုင်းတစ်နေ့ကို24နာရီတူညီစွာရနေပေမဲ့တချို့ကအချိန်တွေကိုအကျိုးရှိစွာအတုံးချနေပြီးလိုချင်တဲ့နေရာကိုတစ်နေ့ထက်တစ်နေ့ပိုနီးလာပြီးမဲ့တချို့ကတော့အချိန်တွေကိုဖြုံးမိပြီးပန်းတိုင်နဲ့ပိုဝေးတွားတတ်ပါတယ်အမြဲတမ်းထားနေရမှာကကိုပြင်းလို့ခါဆန့်နေချိန်မှာသူများတွေခြေတလန်းဆက်လန်းသွားပြီဆိုတာပါပဲတဲ့ခဏခါဆန့်နေတဲ့သူအတွက်ကတော့ရှည်လန်းတွေအများကြီးကြံခဲ့ပြီဆိုတာပါပဲနောက်ကျကြံခဲ့ကမှကိုမသွားချင်လို့ပါဆိုတဲ့အောင်တက်စင်ချေတော့မပေးမိပါစေနဲ့နော်တကယ်ခံရခက်တဲ့ခံစားမှုကြီးပါဘယ်အရာကိုသင်ယူကျွမ်းကျင်မှုရသည့်အထိသင်ယူပါမကျွမ်းမကျင်သင်ယူခဲ့တဲ့ပညာတွေကပြန်အသုံးချလို့မရပါဘူးဒီတော့ဘာလို့ခက်ခဲနေပါလိမ့်မယ်အချိန်ပေးတော့အခွင့်ပေးတော့တက်ကြွအောင်လေ့လာပါပြောင်မြောက်အောင်လုပ်ပါအောင်မြင်ပါလိမ့်မယ်အရေးကြီးတာကတော့ဖြစ်ချင်စောတအားများပြီးမသေးမတက်အလုပ်တာမျိုးတော့မဖြစ်သင့်ပါဘူးတဲ့မသေးမတက်အဆုံးတက်ခဲ့တော့အလုပ်များကမပြီးပြင်းတော့အကျိုးဆက်တွေပဲပေးပါလိမ့်မယ်ဒါကြောင့်လက်ရှိအချိန်မှာကိုဘွားရဲ့အရေးပါတော့ကန္တာတစ်ခုအတွက်အလုံးမိနေအောင်လေ့ကျင့်ယူပါအနားယူရင်တော့အလုံးရင်နားတတ်ပါစေတဲ့မပင်ပန်းတော့အလုံးနည်းတွေအများကြီးရှိပါတယ်အချိန်တိုင်းကိုရည်ရွယ်ချက်နဲ့သက်ဆိုင်သောတစ်ခုလောက်ကင်တွေးခေါ်ရေးသားစားတဲ့အလုံးတစ်ခုလုပ်နေသူဟာအမြဲရှေ့ရောက်နေမှာအမြဲတစ်လွင်နေမှာအမြဲအမှန်ပါပဲရတော့အချိန်ရတော့အခွင့်အရေးကိုကိုဘွားဖြစ်အောင်ဖန်တီးနိုင်ကြပါစေတဲ့အခွင့်အရေးမဆုံးရှုံးစေနဲ့ဆိုတဲ့အပိုင်းနဲ့လေးကတော့ဒီလောက်နဲ့ပြီးပါပြီရှင်